အခုတင်ပြပေးမှာကတော့တကဘာလုံးကိုတုံ့လုံသွားစေမယ့်သတင်းပဲဖြစ်ပါတယ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်တဲ့ WHO ကနေအီရန်စစ်ပွဲကြောင့်ဖြစ်လာနိုင်တဲ့နျူကလ িয়ার ဘေးရန်တွေအတွက် High Alert အမြင့်ဆုံးအရေးပေါ်အခြေအနေကိုထုတ်ပြန်လိုက်ပါပြီ WHO ရဲ့အရှေ့အလယ်ပိုင်းဆိုင်ရာညွှန်ကြားရေးမှူး Hanan Belki ရဲ့ပြောကြားချက်အရ Israel နဲ့အီရန်ကြားစစ်ပွဲဟာထိမ့်မရတဲ့အခြေအနေကိုရောက်ရှိနေပြီးအဆိုးဆုံးအနေနဲ့နျူကလ িয়ার မတော်တဆမှုတွေဖြစ်လာနိုင်တယ်လို့အတည်ပြုလိုက်တာပါဒါကြောင့်လဲသူတို့ရဲ့အရာရှိတွေကိုအသင့်ပြင်ထားဖို့ညွှန်ကြားထားပြီးဖြစ်ပါတယ် ဖြစ်နိုင်ခြေနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့အီရန်ရဲ့နျူကလ িয়ার တပ်ပေါင်းဖော်တွေဖြစ်တဲ့ဘူရှာနဲ့နာတန်စ်စကန်ဒီဘုံကျဲတိုက်ခိုက်ခံရပြီးရေဒီယိုတက်တိကြွားမှုတွေရိုးစင်လာနိုင်တာပါဒုတိယတစ်ခုကတော့ပိုပြီးကြောက်စရာကောင်းပါတယ်စစ်ပွဲအရှိန်မြင့်လာပြီးအမေရိကန်နဲ့အစ္စရေးတို့ဘက်ကနျူကလ িয়ার ဘုံနဲ့တိုက်ခိုက်လိုက်မှာကိုပါတယ်ပညာရှင်တွေကတော့နျူကလ িয়ার ဘုံကိုဒါတစ်ဖက်ဖက်ကသုံးလိုက်ရင်ဒါဟာတတိယကမ္ဘာစစ်စပြီလို့ဟော့ကင်းထုတ်ထားကြပါတယ်လက်ရှိမှာတော့ WHO ကနေရေဒီယိုတက်တိကြွမှုကိုကုသနိုင်တဲ့ပိုတက်ဆီယမ်အိုင်ယိုဒိုက်ဆေးပြားတွေကိုပါကြိုတင်စုဆောင်းဖို့လမ်းညွှန်ထားပါတယ်ဒီအခြေအနေအပေါ်မိတ်ဆွေတို့ဘယ်လိုမြင်ကြပါသလဲ comment မှာဝင်အောင်ဆွေးနွေးပေးကြပါဦးအားလုံးပဲဘေးကင်းကြပါစေဗျာ This is the voice of truth. Facts. Knowledge.